ခါလေခင်ရအပင်တွေအမိလိုက်ဖို့တဖြည်းဖြည်းတော့သူတို့လေးတွေလည်းတန်းလာပြီဒီပင်ဆိုလို့ရှိရင်ခါလေရပင်တွေနဲ့လဲပဲလောက်နီးပါးလိုက်လာဒီပင်တွေလည်းလိုက်တယ်ဗျာရေဝအောင်တော့တော့အောက်ခင်းကိုလဲပဲလိုက်လာပါတယ်မီးတော့မမီသေးဘူးစိုက်ရက်တစ်လกว่าအောက်ခင်းကအပင်တွေကတော့ပိုးတန်ပါတယ်ဒါအောက်ခင်းမှာခါလေပြန်လေတော်တော်ပြီးသွားပါပြီ9 ရက် 6 ရက်လောက်ရှင်းယူရပါတယ်ဗျာဒါတွေကအသေးအမွှားတွေမနိုင်တော့ကြတော့မီးရှို့ပြေရမြေတွင်းအောင်ပိုးများကိုလိုက်လံနှိမ်နှင်းနေပါတယ်